Assalamualaikum. Hazimu yad boy asali ba no. Thong koya 88 နှစ်တွင်ပရမာအနုပြုမှုသုတေသနဖြင့် Nobel ဆုရရှိခဲ့သော American ယူဘဗေဒပညာရှင် Leon M. Lederman 1922 2018တည်သိပ္ပံနှင့်တာဝကိုရောကြိုထားသည့် Capra E. Tao of Physics and နှင့် Gary Zukav E. Dancing with Woolly Master စာအုပ်နှုတ်အလုံးအား၎င်း၏ဖျားသခင်အမှုစကြဝဠာသည်အဖြစ်ဆိုပါကမေကုန်းမှာဘာဖြစ်မည်နည်း if the universe is the answer what is the question တွင်ဝေဖန်ကန့်ကွက်ထားပါသည်သိပ္ပံတွေးခေါ်ရှင် philosopher of science Eric ကလည်းဖော်ပြပါစာအုပ်နှုတ်အလုံးအားလက်မခံပါထို့သောဝေဖန်ကန့်ကွက်သူများအထက်တွင်ကိုလံဘီယာတက္ကသိုလ်မှသင်္ချာဗေဒဆိုင်ရာယူဘဗေဒပညာရှင်ပီတာWolf လည်းပါဝင်သည်ဖော်ပြပါပညာရှင်ကြီးများ၏ကန့်ကွက်မှုသည်မြန်မာနိုင်ငံမှယူဘဗေဒပမောက္ခနှင့်ဗုဒ္ဓတက္ကသိုလ်မှပမောက္ခအဖြစ်အမှုထမ်းခဲ့သောဆရာကြီးဒေါက်တာတင်လန်၏မိမိယုံကြည်ကိုးကွယ်ရာမှန်ကန်ကြောင်းသက်သေပြရန်သိပ္ပံဆိုင်ရာအထောက်အထားများကိုလူရဆွဲပြီးအသုံးချခြင်းကိုကန့်ကွက်သည့်ပုံစံနှင့်ထပ်တူထပ်များတော့တူနိုင်တူသည်ဟုမဆိုနိုင်ပေကပရာ၏အယူဆကိုစက်ကျင်ကြသည့်ပညာရှင်ကြီးများမှာခေတ်အခါသမယ၏ထိပ်တန်းပညာရှင်များဖြစ်ကြ၏သူတို့အနေဖြင့်အသစ်တွေ့ရှိကာစ quantum theory ကိုကပရာနှင့် Gary တို့အဓိပ္ပာယ်ဖွင့်ပုံကိုဝေဖန်နေခြင်းဖြစ်၏ထိုဘာသာရပ်တွင်လည်းပရမာအနုပြုမှုများနှင့်ပတ်သက်၍ထပ်ဆင့်တွေ့ရှိချက်များလည်းအလင်းမြန်ပေါ်ထွက်နေ၍တလွဲကောက်ချက်မဆွဲရန်ဟန်တားနေခြင်းဖြစ်၏ကပရာဂါရီစသည့်ပညာရှင်တို့သည်ရုပ်တရားကိုလေ့လာသည့်သိပ္ပံပညာနှင့်ရုပ်လွန်ဓမ္မဖြစ်သည့်ဂမ်မီယအတွင်ပရမတ်တရားတို့ကိုနှိုင်းယှဉ်တင်ပြရာတွင်များသောအားဖြင့်သိပ္ပံကထက်လဲအတည်ပြုထားသော proven facts တို့အပေါ်အခြေခံခြင်းမဟုတ်ဘဲဆက်လက်သုတေသနပြုရန်လိုအပ်နေသေးသော theory များပေါ်တွင်အခြေခံကြခြင်းဖြစ်၏ယင်း theory တို့မှာအနုမာနယူဆချက် hypothesis အဆင့်ကိုကျော်လွန်ခဲ့ပြီးဖြစ်တော်လဲနောက်ထပ်ရှာဖွေရန်ကွက်လက်တို့ဖြင့်အတိပြီးနေသေး၏ကပရာနှင့်ဂါရီတို့ဤတင်ပြချက်တို့မှာအမုံယူဘဗေဒ particle physics မှာ bootstrap theory အပေါ်မှာအခြေခံ၏ထို theory မှာပြည့်စုံမှုမရှိသေးပဲ Braswell အား gravity ဤအခန်းကဏ္ဍနှင့်ချိတ်ဆက်၍မရနိုင်သေးပေတစ်ချိန်တည်းမှာ quantum theory နှင့်ပတ်သက်၍လေ့လာတွေ့ရှိချက်တို့မှာတစ်ချိန်တို့မြင့်တက်လာ၏တဘာဝတွင်ရှိသောအခြေခံ၄မျိုးဖြစ်သည့် Braswell အား gravitational force Lomo gravity, slit like electromagnetic force, nuclear apian, nuclear strong force, nuclear apio, nuclear rupijadi, the bawa dea, the yoshin, the bibi, new mushidi, bouncy mushidi, a lot de ani bidon, the Ubabi Rabina Shimaga, Lakan at the Butadi, a time, electronuclear apio, the holy nuclear အပြင် theory တို့ကိုပေါင်းစပ်နိုင်ရန်ပညာရှင်တို့ကြိုးပမ်း၍အောင်မြင်မှုရရှိခဲ့၏ယင်းတို့ပေါင်းစပ်ထားခြင်းကိုကြီးကျယ်ခမ်းညားပေါင်းစပ် theory grand unified theory ဟုခေါ်တွင်ခဲ့ပါသည် Braswell အား gravity ကို Einstein ၏နှိုင်းရဓမ္မ relativity theory ကအောင်မြင်စွာဖြည့်ရှင်းပေးနိုင်ခဲ့၏မိုက်ခရိုလောကအနုစကြဝဠာကို quantum theory ကအောင်မြင်စွာဖြည့်ရှင်းပေးခဲ့၏နောက်ပိုင်းတွင်ကျိုးမြင်လေ stream user နှင့် super ခေါက်ချိုးညီမှု super symmetry ကိုပေါင်းစပ်၍ super ကျိုးမြင်လေ theory ခုသူတေသနာပြုဖော်ထုတ်နိုင်ခဲ့၏ဤတွေ့ရှိခဲ့မှုကြောင့်စကြဝဠာအစမဟာပေါက်ကွဲမှုကြီး Big Bang ဖြစ်ပြီးကစားရှိခဲ့သောကြီးမားလာသောစွမ်းအင်ပမာဏအဆင့်တွင်အခြေခံအား၄မျိုးတို့သည်ပေါင်းစပ်နေပြီးတခုတည်းသော super force အဖြစ်တရှိနေသည်ကိုသိပ္ပံနည်းကျအောင်မြင်စွာဖော်ထုတ်နိုင်ခဲ့ပြီဤတွေ့ရှိချက်ကြောင့်ကပရာတို့အားကိုးနေသည့် bootstrap theory မှန်ကန်ကြောင်းပေါ်လင်ထင်ရှားလာ၏ကပရာစာအုပ်အကြိမ်ကြိမ်ထပ်ထုတ်ခဲ့ရာနောက်ပိုင်းထုတ် edition တို့ထွက်ရှိသည့်အခါတွင် super ကျိုးမြင် theory တို့အရာရာတိုင်းဤ theory တို့မှာသိပ္ပံပညာရှင်အများစုကအတည်ပြုပြီးသက်သေထူနိုင်သောသိပ္ပံအချက်အလက်အဖြစ်လက်ခံထားခြင်းဖြစ်လို့ဖြစ်စေကမူကပရာအနေနှင့်သူ၏စာအုပ်နောက်ထုတ်မှု edition တို့၏အမှားစာများတွင်သူ၏အယူဆမှာတစ်ချိန်တွင်သိပ္ပံလောကတွင်ပြန်လည်သက်သေထူလာနိုင်မည်ဖြစ်ကြောင်းရေးသားခဲ့ပါသည် Tao of Physics စာအုပ်မှာလည်း
ထုတ်ဝေတိုင်းလက်မလဲအောင်ရောင်းအားကောင်းခဲ့ပြီးစာဖတ်ပရိသတ်အားဒုနှစ်တွေအမာခံရှိခဲ့ပါ၏သိပ္ပံဤကန့်သက်ချက်ရှိမှု limitation ကိုအသိမှတ်ပြုပြီးတရားဓမ္မနှင့်ချိတ်ဆက်၍တင်ပြပါမှအကျိုးရှိမိအချက်ကိုအစ္စလာမ်နှင့်သိပ္ပံအကြောင်းရေးသားတွင်ဖော်ပြပေးသွားပါဦးမည် New Age လှူရှားမှု၏လူသိများပြီးအငင်းပွားဖွယ်ရာတို့နှင့်အတိပြီးနေသောအိန္ဒိယနိုင်ငံမှဂုရုနောက်တစ်ဦးမှာဘဂဝန်ရှရီRichnix ဟုအိုရှိုဝစ်နုခေါ်အိုရှို1931 1990ဟုသောမိမိကိုမိမိမနုဿဖေယ Godman အဖြစ်ကျူးကျော်ခဲ့သူဖြစ်၏အိုရှို၏စာအုပ်တွင်စာအုပ်အတော်များများမြန်မာဘာသာသို့ပြန်ဆိုထားပြီးမြန်မာဓမ္မစာဖတ်ပရိသတ်တို့စိတ်ဝင်စားမှုရှိခဲ့၏တချို့တင်ပြချက်တို့မှာဆူဖီဓမ္မနှင့်စင်တူရိုမာရှိတဲ့အောင်ရေးသားထား၏အထူးသဖြင့်မော်လာနာရူမီဂျလာလူဒင်မိုဟာမက်ရူမီ1209-1283 ၏ကြပြများကိုကိုးကားလေးရှိ၏သူ၏အခြားစာအုပ်များတွင်ဗုဒ္ဓဇင်တာအိုတန္ဒရမဟာယာနဗုဒ္ဓဘာသာတွင်အရေးပါသောစိတ်တုတ်တံဗုဒ္ဓသူဘဝနှင့်ဓမ္မတို့ပါဝင်၏တို့ရာတွင်သူ၏ဟောပြောရေးသားချက်တို့တွင်လူများစုလက်ခံယုံကြည်ထားသောလူများသူအဆိုသူလူတို့တီထောင်ဖွဲ့စည်းထားသည့်ဘာသာတရားများကိုလက်မခံညှင်းဆန်ကြောင်းရှင်းရှင်းလင်းလင်းဖော်ပြထား၏သူ၏အငင်းပွားဝယ်ရာအဖြစ်ဆုံးအယူဆမှာလိန်ဆက်နှင့်ပတ်သက်၍ဖြစ်၏သူအားဆက်ဂုရုဟုပင်ခေါ်ကြ၏Richnach မှာဂျိန်းမိသားစုမှမွေးဖွားလာပြီးအမီရင်းမှာချန္ဒရာမိုဟန်ဂျိန်းဖြစ်၏ဒေါက်တာဟာရီဆင်ဂို University မှမဟာတန်း MA ဘွဲ့ရရှိပြီး University of Jalsalpur တွင်တသနိကဗေဒ philosophy ကတိကအဖြစ်အမှုထမ်းခဲ့ပြီး1960တွင်ပါမောက္ခဖြစ်ခဲ့၏တီဇဲမျက်မှောက်ခေတ်ဘာသာများကိုဝေဖန်တဲ့ကဲ့သို့အိန္ဒိယနိုင်ငံ၏လူများလက်ခံထားသောနိုင်ငံရေးအယူဝါဒလမ်းစဉ်တို့အားလည်းဆက်ကျင်ခဲ့သူဖြစ်၏ကျောင်းသားနှင့်လူငယ်ဘဝတွင်လက်ဝဲစာပေများဖတ်ရှုခဲ့ပြီးကာလ်မာစ်၏ကွန်မြူနစ်စနစ်ကိုအားကျခဲ့၏1966ခုနှစ်တွင်အငင်းပွားဝယ်ရာဟောပြောတင်ကြားမှုဖြင့်တက္ကသိုလ်ပေါမောက္ခအဖြစ်မှနှုတ်ထွက်ခဲ့ရ၏ထို့နောက်တရားဓမ္မများကိုအိန္ဒိယနိုင်ငံအနှံ့ခရီးထွက်ကာအစဉ်အလာအားဖောက်ထွက်ပြီးဟောကြားပို့ချခြင်းရေးသားထုတ်ဝေခြင်းတို့အားပြုလုပ်ခဲ့၏လောကီဆို၍တောထွက်ရသည့်ဝါဒကိုဆန့်ကျင်ပြီးဆူဖီဓမ္မကိုတန်ရောင်လိုက်ခါလောကအတွင်း၌လူမှုတာဝန်တို့အားထမ်းဆောင်ရင်းလောကီကာမဂုဏ်အာယုန်တို့တွင်မညှိတွယ်ပဲနေရန်ဟောကြားခဲ့၏တို့ရာတွင်လိန်နှင့်ပတ်သက်၍တိုးတက်သည့်အမြင်ဟုဆိုကာအငင်းပွားဝယ်ရာအယူဆတို့ကိုတင်ပြခဲ့၏အကယ်စင်သည့်ဟိန္ဒူနှင့်မဟာယာန၏တန္တရအယူဝါဒတို့တွင်ဖိုမလိန်ဆက်ဆံမှုအားယုံညံ့သည့်ကိလေသာကာမဂုဏ်စိတ်နှစ်သာဆက်ဆက်သည့်ကိစ္စရပ်အဖြစ်မတတ်မှတ်ဘဲတရားရရှိရေးအတွက်ကျင့်စဉ်တစ်ခုအဖြစ်ပါလက်ခံယုံကြည်ထားကြ၏ယောဂဟူသောကျင့်စဉ်၏ရင်းမြစ်စကားမှာစန်စကရစ်စာပေတွင်ယုဟူသောဝေါဟာရမှဆင်းသက်လာ၏အဓိပ္ပာယ်မှာပေါင်းစည်းရန် to ယုတ်သို့မဟုတ် to unite ဟုအနက်ထွက်၏ဟိန္ဒူဓမ္မတွင်မိမိ၏ကိုယ်ပိုင်ယက်တည်မှုအားတစ္ဆာဓမ္မနှင့်ပေါင်းစည်းခြင်းတနည်းအားဖြင့်မိမိ၏အတ္တမန်အားမဟာအတ္တမန်တွင်နှိမ့်မြုပ်ပေါင်းဖက်ခြင်းဟုလည်းဖွင့်ဆိုကြ၏